အခုတော့TikTok မှာ trend ဖြစ်နေတဲ့ဒါမျိုးအသီးကောင်းတဲ့ AI ဗီဒီယိုလေးကိုဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ပြပြပေးတော့မယ်ပေါ့နော်ဒီ AI ဗီဒီယိုလေးတွေကကျွန်တော်လေးကို trend ဖြစ်နေပြီးတော့ view တွေလည်း share ရတယ်ပေါ့နော်ကျွန်တော်စမ်းကြည့်လောက်လည်း view တွေလည်းရတယ်ဝင်ငွေလည်းရတာမစိုးဘူးပေါ့နော် Okay ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတို့ကိုဒီ AI ဗီဒီယိုလေးတွေကိုဘယ်လိုလုပ်ရလဲဆိုတာကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်ဒီကောင်းလေးတွေလုပ်ဖို့ဆိုမိတ်ဆွေဘာပစ္စမကုန်စရာမလိုဘူး free လုပ်လို့ရတယ်ပေါ့နော်အဲ့တော့မိတ်ဆွေသိချင်တဲ့ဆိုရင်တော့ view လေးကိုဆောင်းလိုက်ကြည့်ပေးပါအဲ့တော့ဗီဒီယိုထုတ်ဖို့ဆိုပထမဆုံးဆိုကျွန်တော်ဒီ prompt အရင်ရေးရမှာပေါ့နော် prompt ရေးဖို့ဆိုကျွန်တော်ကတော့ChatGPT ကိုပဲသုံးပါတယ် Okay တော့ကျွန်တော်ရေးတဲ့ရေးပုံရေးနည်းလေးကိုကျွန်တော်မိတ်ဆွေတို့ပြပြပေးမယ်ပေါ့နော်အဲ့တော့ဒီမှာပေါ့နော်ကျွန်တော် ChatGPT ရေးတဲ့အခါမှာဆိုလုံးဝညမာလိုပဲရေးတယ်ပေါ့နော်ဒီမှာဒါဆိုရင်တော့ကျွန်တော်10မိနစ်စာပေါ့နော်ရှင်း9ခုစာလောက်ကိုကျွန်တော်ဒီညမာလိုရေးတာပေါ့နော်ကျွန်တော်ဗာပြောချင်တယ်ဒီမှာဆိုရင်ဒီမှာပေါ့နော်ဘီဆိုဆိုနဲ့ရပ်ပုပုဆိုတာလေးကိုဒီမှာချထားတဲ့ဒီမှာပန်းသီးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဗာကောင်းနေဆို strawberry ကောင်းနေပေါ့နော် strawberry ကောင်းနေသုံးနေပေါ့နော်အဲ့တော့မိတ်ဆွေတို့ကပန်းသီးဆိုပန်းသီးပေါ့နော်ဒကမောက်သီးဆိုဒကမောက်သီးကြိုက်တဲ့အသီးနဲ့သုံးခိုင်းလို့ရတယ်ဒီမှာဆိုရင်တော့ကိုပြောချင်တဲ့ဟာလေးတွေဒီထက်မှာရေးပြလိုက်ပေါ့နော်ညမလူပဲရေးပြလိုက်ဒါဆိုတော့သူကဒီမှာဆင်းတစ်ခုချင်းစီလိုက်ထုတ်ပေးတယ်ဒိုင်ယာလော့ဆိုလဲဒီမှာဘိုက်စာလုံးလုံးမနေနိုင်တော့ဘူးဆိုတာလေးတွေပေါ့နော်ဒီမှာဒိုင်ယာလော့တွေအကုန်လုံးထွက်လာတယ်ပေါ့နော်ဒီတိုင်းလေးပဲပရွန်ရေးတော့ဒီတိုင်းပဲပေါ့နော်ဘာမှမခက်ပါဘူးကိုညမလူရေးလိုက်မယ်ဆိုသူကအင်္ဂလိပ်လိုတမ်းမျိုးထုတ်ပေးတယ်ပေါ့နော်โอเคတော့မိတ်ဆွေတို့ဒီပရွန်ရသွားပြီဆိုရင်ကျွန်တော်ဒီ Google Flow နဲ့ထုတ်မယ်ပေါ့နော်အဲ့တော့ပထမဦးဆိုတာကျွန်တော်ဒီ browser ထဲမှာ Google Flow ဆိုပြီးရိုက်စားလိုက်ပါ Google Flow AI ဆိုပြီးရိုက်စားလိုက်ပါပြီးတော့ပြီဆိုတော့ဒီမှာ left Google ဆိုတာလေးပေါ်လာလိုက်ပါမယ်အဲ့ထဲဝင်လိုက်ပါโอเคတော့ Google Flow တွေကိုမိတ်ဆွေတို့ Gmail တစ်ခုနဲ့ဝင်လိုက်ပေါ့နော်သူကကျွန်တော် Gmail account တစ်ခုကိုတရက်ကို credit 50 free ပေးတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော် credit 50 free ရပါပြီအဲ့50နဲ့ကျွန်တော်ဗီဒီယိုစပြီးတော့ထုတ်လို့ရပြီပေါ့နော်အဲ့တော့ဒီမှာဆိုကျွန်တော်ထုတ်ထားတာလေးတစ်ချက်ပြပေးပါမယ်ဒီမှာဆိုတော့ကျွန်တော်ထုတ်ထားတာလေးတွေပေါ့နော်ဒီမှာရှိပါတယ်โอเคတော့မိတ်ဆွေတို့ကိုကဗီဒီယိုစထုတ်ဖို့ဆိုရင်ဒီနေရာမှာပေါ်လာလိုက်မယ်အဲ့နေရာမှာကျွန်တော် new project ကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်သူကအရင်က Google Flow ပုံစံနဲ့တော့မတူသူ့မှာဒီထက်မှာ character တွေအားစာကိုဖန်တီးလို့ရဒါလေးတော့ကျွန်တော်မပြောတော့ဘူးပေါ့နော်โอเคတော့ဒီလိုပေါ်လာပြီဆိုတော့ကျွန်တော်ဘာလို့လုပ်ရမလဲပေါ့နော်ဒီနေရာမှာ agent ဆိုတာလေးပေါ်လာလိုက်မယ် agent ဆိုတာပိတ်ပေးရမယ်ပေါ့နော်ဒီကောင်လေးကိုမိတ်ထားရမယ်ဒီနေရာမှာ video ဆိုတဲ့ပုံစံလေးပေါ်လာအောင်ဒီ agent လေးကိုပိတ်ပေးရမယ်ပေါ့နော်ဒီနေရာမှာဆိုရင်ကျွန်တော်စပြီးတော့ထုတ်လို့ရပါပြီကိုက text to video ပေါ့နော်ဘာ image မှာ reference view ပဲ text to video ထုတ်ချင်တယ်ဆိုဒီမှာထုတ်လို့ရတယ်ပေါ့နော်โอเคတော့ဆောင်းတော့ကျွန်တော် prompt လေးကိုပဲကျွန်တော်ထုတ်မယ်ပေါ့နော်ဒီမှာပေါ့နော်ဒီ prompt လေးကိုထုတ်လိုက်မယ်ဒီမှာ dialog တွေရောပေါ့နော်โอเคအဲ့တော့ဒီထက်မှာ copy ကူးလိုက်ပါအဲ့တော့ဒီနေရာမှာဆိုရင် copy ကူးသွားပြီဆိုတော့သူ့မှာ model တွေအများကြီးရှိတယ်ပေါ့နော်ဒီမှာဆိုလဲပြင်လို့ရတဲ့ set တွေအများကြီးရှိတယ်ကူလောဆယ် trend ဖြစ်နေတဲ့ model ဆို only flash ပေါ့နော်ဒီကောင်က10 second ထိရပါတယ် Google Flow ကထုတ်တဲ့ model ထဲမှာဒီကောင်ကအစီဆုံးပေါ့နော် only flash ဆိုရင်10 second ထိရမယ်ဒါပေမဲ့သူက credit 15ခုပေးရမယ်အဲ့တော့မိတ်ဆွေတို့က Gmail အကောင့်ကို credit 50ရတယ်ဆိုရင်15 345 only flash နဲ့ထုတ်မယ်ဆိုရင်3ပုတ်ပဲထုတ်လို့ရမယ်ပေါ့နော်โอเคအခြား video 3.1 ဆိုတဲ့ like လေးရှိတယ် like ဆိုရင်တော့သူက credit 10ခုပဲကုန်မယ်ဒါပေမဲ့သူ့ရဲ့ video စက္ကန့်10စက္ကန့်ပဲရမယ်ပေါ့နော်10စက္ကန့်ဆိုတော့ဒီ video 5ပုတ်လောက်ထိထုတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီညမာလိုမန်တာဆိုတော့ညမာလိုမန်နဲ့နှစ်ခုကတော့ကျွန်တော်3သီးလောက်တော့ only flash man နဲ့ 3.1 light man နဲ့ပေါ့နော်ဒီ fast ကတော့ညမာတန်ထွက်တွေမှားတယ်ပေါ့နော်ကျွန်တော်စမ်းကြည့်လောက်တော့ fast ဆိုရင်တော့သူက credit 20တောင်ပေးရတယ် quality ဆိုရင်တော့ credit 100တောင်ပေးရမှာပေါ့နော်တပုတ်ကို okay အဲ့တော့မိတ်ဆွေတို့ကအခုက free သုံးတာဖြစ်တဲ့အတွက်only flash ဆမ်းမယ် 3.1 light ဆမ်းမယ်ပေါ့နော်ကြိုက်တာဆမ်းလို့ရတယ်အဲ့တော့ဆမ်းတဲ့ကမှာဆိုရင်သူက only flash က10 second ထိရတယ်သူက video ထုတ်တဲ့ကမှာဆိုလဲကျွန်တော်တို့ဒီအောက်မှာ Gemini logo လေးပါတယ်ဒါပေမဲ့သူက policy တွေကျဉ်းကျပ်တယ်ပေါ့နော်ထုတ်တဲ့ခါမှာဆိုရင်ဒီ policy ကျဉ်းကျပ်ပြီးတော့ pro တွေကိုလက်မခံတာမျိုးရှိတယ် okay အဲ့တော့ဒီမှာမိတ်ဆွေတို့ only flash နဲ့ဆမ်းပြီးတော့ထုတ်ပြပေးမယ်ပေါ့နော်ဒီမှာဆိုရင်မြားလေးကိုနှိပ်ပေးလိုက်ပါဘာမှလှုပ်ရှားမလို့ပေါ့နော်ကျွန်တော်တို့က text to video ထုတ်မှာဖြစ်တဲ့အတွက်ဒီတိုင်းကိုထုတ်ခြင်းတဲ့ prompt လေးကိုဒီထဲမှာ copy ကူးပြီးတော့ပြီဆိုတော့ကိုထုတ်ခြင်းတဲ့ model ရွေး second ရွေးအဲ့တော့ဒီမှာ only flash ကို10 second ထားမယ်ဆိုရင်သူက credit 12ခုပဲကုန်မယ်အဲ့တော့မိတ်ဆွေတို့ကဒီမှာ video အထောင်ရွေးမယ်ဆိုရင်960ရွေးကိုကအထက်အလှည့်ဆိုရင်တော့69 ratio ရွေးပေါ့နော်okay ကျန်တာဘာမှလှုပ်ရှားမလို့အဲ့တော့တခါတည်းမိတ်ဆွေက video 2ပုတ်3ပုတ်ကို
စင်တူထုတ်ချင်တယ်ဆိုရင်ဒီမှာ H2 A3 A4 ဆိုပြီးရွေးလို့ရတယ်ကျွန်တော်ကတော့တပုတ်ပဲထုတ်မယ်ပေါ့နော်ပြီးတော့ပြီးဆိုရင်တော့မြားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါခဏစောင့်ပေးလိုက်ပေါ့နော်ဆောနာပြပတ်ခဲ့အတိုင်းဒီ OnlyFlex က policy တွေကျင်းကြတယ်ပေါ့တစ်ခါကြလုံးဝထုတ်လို့မရတာမျိုးရှိတယ်ပေါ့နော်ဇက်တိုက်ထုတ်မရတာမျိုးရှိတယ်တစ်ခါကြကျွန်တော်သူကဇက်တိုက်ထုတ်ပေးတာမျိုးလည်းရှိတယ်ပေါ့တစ်ခါကြကြောင်းတယ်ပေါ့နော်ကျွန်တော်ထင်တော့လူသုံးများလို့ထင်တယ်ပေါ့နော်ဒီမှာခဏစောင့်ပေးလိုက်ပေါ့နော်โอเคတော့ဒီမှာဆိုရင်ဗီဒီယိုလေးထွက်လာပြီပေါ့နော်ဗီဒီယိုလေးထွက်လာပါပြီဒီရွှေတုံးတွေရောင်းချလို့ဘယ်လောက်ရနိုင်မလဲရှင့်သိန်း1000ရပါမယ်ရှင့်တကယ်လားရှင့်ကျေးဇူးအများကြီးတင်ပါတာဒီမှာဆိုအောင်နာလေးမှာ Gemini logo စတားလေးပေါ်တယ်ပေါ့နော်ဒါ OnlyFlex နဲ့ထုတ်လို့ပါသူ့မှာဆိုရင်တော့မြန်မာသားမှန်တယ်ဒီမှာ duration 10စက္ကန့်ထိရတယ်ပေါ့နော်โอเคအဲ့တော့ down ညင်းနေဆိုရင်ဒီမှာဒီပေါ် down လေးမှာ arrow လေးပါတယ်ပေါ့နော်ခုကတော့ကျွန်တော်ကွန်ပျူတာနဲ့ပြထားလို့ဖုန်းနဲ့ဆိုလည်းတူတူပဲပေါ့နော်ကျွန်တော်ရင်းနှီးကဖုန်းနဲ့ရိုက်တာရှိတယ်မိတ်ဆွေတို့ပြတာတိတ်ပြီးဘွယ်မကြလို့ကျွန်တော် laptop နဲ့ထပ်ပြီးရိုက်တာပေါ့နော်ဒီမှာ down ပြီးတော့လဲဒီနားကနေ down လို့ရတယ်လို့ဒီထက်ကနေပြီးတော့လဲဒီမှာအဆက်30ကိုနှိပ်ပြီးတော့ဒီမှာ down လို့ပေါ့နော် 720p ကျွန်တော် down လို့ရပါတယ်သူရဲ့ resolution ကမစိုးဘူးပေါ့နော်ဒါကတော့ OnlyFlex နဲ့ထုတ်တာပါအဲ့တော့တကယ်လို့မှမိတ်ဆွေက TikTok တွေမှာတင်ဖို့ကာရီတာတွေကိုတစ်စင်းနဲ့တစ်စင်းဆက်ချင်တယ်ဆိုရင်ပေါ့နော်ဥပမာဆိုဒီနေရာမှာပြီးသွားတယ်ဒီနေရာမှာပြီးသွားတယ်ဒီ strawberry ရဲ့မျက်နှာကိုနောက်တစ်စင်းမှာပါချင်တယ်ဆိုရင်ဒီမှာ iframe ကိုစေးလိုက်လို့ရတယ်ပေါ့နော်ဒီမှာအပေါ်မှာ gallery ပုံစံလေးရှိတယ်အဲ့ဒါ save to frame ဆိုတာတစ်ချက်နှိပ်လိုက်ပေါ့နော် okay အဲ့တော့ save to frame နေပြီးတော့ကျွန်တော်နောက်တစ်စင်းမှာ i ပုံစံအတိုင်းကျွန်တော်သုံးနေတယ်ပေါ့နော်အဲ့တော့နောက်တစ်စင်းမှာကျွန်တော်ပုံရေးထားတာကိုသွားယူပဲဒီမှာပေါ့နော်ဒီနေရာရောက်သွားပြီပေါ့နော်ဒီ pro ဆိုရင်ကျွန်တော်တောက်ဆောက်ကိုထုတ်ရတာထုတ်လို့မရဘူးပေါ့နော်အဲ့တော့မိတ်ဆွေတို့ကျွန်တော်တစ်ချက်ဆန်းထုတ်ပြပေးပါမယ်ဒီမှာပေါ့နော်ကျွန်တော် scene 3ပေါ့နော် okay အဲ့ဒါလေးကို copy ကူးမယ် copy ကူးပြီးတော့ဒီပုံကိုကျွန်တော်နောက်တစ်ဆင့်မှာထည့်မှာပေါ့နော်စာ auto ကူးမယ်ပြီးတော့ဒီမှာဓာတ်ပုံတွေကိုထည့်မှာဖြစ်တော့ဒီဘက်ကအပေါင်းလေးကိုနှိပ်လိုက်ပေါ့နော်ဒီတက်ကမှာဆိုစောနာကျွန်တော်ဆေးထားတဲ့ prayer ဒီမှာပေါ်လာတယ်ပေါ့နော်အဲ့တော့အဲ့မှာ add to prompt ဆိုတာတစ်ချက်နှိပ်လိုက်ပါတကယ်လို့မှ iPhone မသုံးရင်မိတ်ဆွေတို့ကကိုဒီ prompt ထုတ်ထားတဲ့ဓာတ်ပုံသုံးနေတယ်ဆို upload media နေပြီးတော့ဒီမှာကိုကြိုက်တဲ့ပုံသုံးလို့ရတယ်ပေါ့နော်ဒီပုံလေးသုံးမယ်ဆိုလည်းသုံးလို့ရပါတယ်ဒါတော့ကျွန်တော်ဗီဒီယိုကြီးရွေးမိသွားတာပေါ့နော်ကိုကြိုက်တဲ့ပုံအဲ့ upload media နေထည့်ပြီးတော့သုံးလို့ရပါတယ် okay ပြီးသွားပြီဆိုတော့ကျွန်တော် OnlyFlex နဲ့ပဲဆမ်းမယ်ပေါ့နော်okay OnlyFlex နဲ့ဆမ်းပြပေးမယ်အဲ့တော့ arrow ကိုတစ်ချက်နှိပ်မယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကဗီဒီယိုတွေထုတ်တယ် OnlyFlex နဲ့ error တက်သွားပြီဆိုတော့ 3.1 light နဲ့ဆမ်းကြည့်ပေါ့နော် light နဲ့ဆမ်းမယ်ဆိုရင် तू ကရုပ်တရားတိတ်ပြီးတော့မတက်ခွဲပေမဲ့ quality ကောင်းတယ်ပေါ့နော်မြန်မာစာအတန်အတွက်ကလည်း तू က OnlyFlex လောက်တော့တဘာဝမဆန်ဘူးပေါ့နော်သူ့ရဲ့ဒီ VO3 light ကအတန်အတွက်ကပေါ့နော် OnlyFlex လောက်တဘာဝမဆန်ပါဘူးအဲ့တော့မိတ်ဆွေတို့ကိုကြိုက်တာစီမီယာသုံးလို့ရတယ်ကျွန်တော်10 minutes စာဗီဒီယိုထုတ်တဲ့ခါမှာဆိုရင် OnlyFlex က error တက်ပြီးသွားပြီဆိုရင်ကျွန်တော် VO 3.1 light နဲ့ပြန်ပြီးတော့ထုတ်ကြည့်တယ်ပေါ့နော်ကြားညှပ်ပေးရတာအတန် flow ကျတော့လုံးဝမတူတော့ဘူးပေါ့နော်ဒီမှာဆိုရင်ကျွန်တော် iPro ကထုတ်လို့ကုန်မရဘူးပေါ့နော် okay အဲ့တော့ဒီမှာဒီ Pro ကဒီမှာကျွန်တော် OnlyFlex နဲ့ထုတ်မရလို့ဒီမှာ 3.1 light နဲ့ထုတ်လိုက်မယ်သူကအဲ့ဒါဆိုရင်တော့ထုတ်လို့ရတယ်ပေါ့နော် okay iPro နိုင်မယ်ကျွန်တော် model ပြောင်းပြီးတော့ထုတ်လိုက်မယ်ပေါ့နော်သူကတော့80စက္ကန့်ပဲရပါမယ်ဒီ process တိုင်းနဲ့သွားတာပေါ့နော်ကျွန်တော်ဆိုရင်စမ်းကြည့်ထားတာပေါ့နော်အဲ့တော့ဒီအသီးကောင်းတဲ့လုံနေဗီဒီယိုကိုကျွန်တော်မလုတ်တက်လောက်ဘူးထင်ပြီးတော့ကျွန်တော်တင်တန်းတက်ဖို့သွားပြီးတော့စုံစမ်းနေ9000ဆိုပြီးတော့အဲ့တော့ကိုလုတ်ကြည့်လိုက်တာပေါ့နော်အရှင်မြေတယ်ဘာမှမခဲဘူးပေါ့နော်ကျွန်တော်အရင်ကဒီစဘွေယို3စဘောတော့ကလည်းကျွန်တော်ညီမလိုဗီဒီယိုတွေအများကြီးလုပ်ခဲ့ဘူးတယ်ဂျားထဲမှာတော့ကျွန်တော်ပြစ်ထားလိုက်တာပေါ့နော်โอเคတော့ဒီမှာတစ်ချက်စောင့်ပေးလိုက်ပါကိုကဒီမှာ Gmail တကောက်ကို credit 50ကုန်သွားပြီဆိုတော့နောက်တစ်ခုကိုပြောင်းပေါ့နော်ပြောင်းတဲ့အခါမှာဆိုရင် frame ချင်းဆက်တယ်လို့ရအောင်ဒီမှာ save to frame နှိပ်ပဲပြီးတော့ iframe ကို download လုပ်ပြီးတော့နောက်ထပ် Google Flow ထဲဝင်တဲ့အခါမှာဆို iframe ကိုပြန်သုံးပေါ့နော်ဒီမှာဆိုရင် 3.1 နဲ့ထုတ်တဲ့အခါမှာဆိုတော့တမ်းပြီးတော့ထွက်လာပြီးဒီဆိုင်မှာရှိတဲ့ငါးနဲ့လိုက်ဖက်မဲ့အကောင်းဆုံးအဝတ်အစားတွေထုတ်ပေးပါအကုန်ယူမယ်ပေဆုပ်ဆုပ်နဲ့ဒီကအဝတ်တွေကိုဝယ်နိုင်မှာလားအကုန်ရှေးကြီးတယ်ဒီမှာပတ်စံအပြည့်ပါတယ်အကုဆုံးသူ့ရဲ့အတန်တွေကဒါမျိုးတွေပေါ့နော်ဒီအတန်ပုံစံချင်းတူတယ်ပေါ့နော် 3.1 light အတန်ဆိုအဲ့လို sound data အတန်လေးပေါ့နော် OnlyFlex ဆိုတော့လုံးဝတဘာဝကိုရှမ်းပါတယ်အဲ့တော့ဒါပဲပေါ့နော်ဒီတိုင်းပဲထုတ်တာပါအဲ့တော့နောက်တစ်စီးကိုဒီပုံစံလေးသွားကျင်တယ်ဆိုဒီမှာ sit to frame နှိပ်ပြီးတော့သုံးလို့ရပါတယ်ကိုယ့်ရဲ့ဒီကွာကို image ကိုတခါတည်းထုတ်ပြီးသားဆိုလဲဒီမှာ upload media ကနေပြီးတော့ image တိုင်းပဲသုံးလို့ရတယ်ပေါ့နော်နောက်ထပ် message တို့ TikTok မှာတွေ့လိုက်မယ်ပေါ့နော်ငါးတည်းရဲ့ဒီငါပြောဒီငါ့ကိုစားရင်ဘာဖြစ်တယ်ဆိုတာလဲ
ဒီတိုင်းပဲထုတ်လို့ရတယ်ပေါ့နော်โอเคတော့ကျွန်တော်တစ်ချက်ထုတ်ပြပေးမယ်အဲ့တော့ပထမဆုံးမိတ်ဆွေတို့ကကိုပြောချင်တဲ့ character ပုံစံလေးကို ChatGPT Gemini ကိုအရင်ထုတ်ခိုင်းလို့ရတယ်ပေါ့နော်ကျွန်တော်တစ်ခါလေးထုတ်ပြပေးလိုက်မယ်ဒီမှာဆိုရင် ChatGPT ကိုကျွန်တော်ရေးလိုက်တဲ့ဒီစာရဲ့ဘာကျိုးစီလဲဆိုတာတဲ့ဒီပုံစံလေးဘူးလေးကနေပြောနေတယ် prompt လေးရေးပေးပါဆိုတော့ကျွန်တော်ရေးခိုင်းလိုက်တယ်ပေါ့နော်โอเคတော့ဒီမှာဆိုရင် prompt ရသွားပါပြီ prompt လေးကိုကျွန်တော် copy ကူးပြီးတော့Google Flow ထဲမှာကောက်ထုတ်လိုက်ရင်ရပြီပေါ့နော်โอเคအဲ့တော့ဒီမှာ Google Flow ထဲမှာကောက်ထုတ်အဲ့တော့ဒီမှာဒီလိုမျိုးဗီဒီယိုထုတ်တဲ့ခါမှာဆိုတော့ Veo 3.1 Lite နဲ့စမ်းထုတ်ကြည့်ပေါ့နော်သူကအတန်းကမာထိုင်တာလေးနဲ့ပို့ပြီးတော့မိုက်တယ်โอเคတော့တစ်ချက်စမ်းကြည့်ပါမယ်โอเค 3.1 Lite နဲ့ပေါ့နော်โอเคတော့ဒီမှာထုတ်ကြည့်ပါမယ်ဒါကတော့ကျွန်တော် test tube video စမ်းလိုက်တာပေါ့နော်မိတ်ဆွေတို့ကတရတီကိုမှဘယ်လိုပုံစံနဲ့လုပ်ချင်လဲဆိုတာကို M82 video လဲလုပ်လို့ရတယ်ပေါ့နော်ဒါကဥပမာအနေနဲ့မိတ်ဆွေကိုစမ်းပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာထုတ်တဲ့ခါမှာဆိုတော့ညီမတန်းပေါင်မှန်းမနေဘူးပေါ့နော်ဆိုတော့ဒီခါလေးရတော့ထိုင်းတန်အင်းနဲ့တွားပြီးရောရတယ်โอเคအဲ့လိုမျိုးဆိုရင်တော့ဒီမှာ arrow လေးကိုနှိပ်ပြီးတော့ reuse prompt ကနေပြီးတော့ model ပြောင်းပြီးတော့ထုတ်ကြည့်လိုက်ပေါ့နော် Oni friend နဲ့စမ်းပြီးတော့ထုတ်ကြည့်လိုက်ပါဒီမှာဆိုရင်တော့ထွက်လာပါပြီOni Plus ကတော့ညီမသားမှန်းနေပေါ့နော်တရက်ဒီမှာ A နဲ့ vitamin C ကျွဲဝလို့အသားရည်ကောင်းစေတယ်ကိုခံအားလဲတိုးစေတယ်ဗျခံအားလဲတိုးစေတယ်ဗျโอเคဒီလောက်ဆိုရင်တော့ AI ဗီဒီယိုလေးတွေဘယ်လိုလုပ်ရလဲဆိုတာသိသလားဘယ်လိုထင်ပါတယ်မိတ်ဆွေတဲ့ကြိုးစီရဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကို like လုပ်ပေးခဲ့ဖို့ပေါ့နော်ကျွန်တော် channel လေးကို subscribe မလုပ်ထားသေးဘူးဆိုရင် subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ